ပွဲတွေသွားတဲ့အခါ rave, blah, stage takeover အဲ့လိုစကားလုံးတွေကြားဖို့ကြမှာပါဒီနေ့မှာတော့ EDM terms တချို့ကိုပြောပြဆွေးနွေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါ electronic ကကြိုဆိုပါတယ်ပထမဆုံးပြောချင်တာကတော့ EDM culture ရဲ့ရင်းမြစ်ဖြစ်တဲ့ rave ဆိုတဲ့စကားလုံးပါ rave ဆိုတာက1980လောက်ကတည်းက underground party တွေကနေဖြစ်စားလာခဲ့တာဖြစ်ပါတယ်တာမန် club လို့ဘားလို့နေရာမျိုးမှာ party ပေးတာမျိုးမဟုတ်ပဲ party duration ကလည်းအချိန်ကြာလူအများကြီးနဲ့ open space တွေဖြစ်တဲ့ warehouse တွေ outdoor area တွေမှာကျင်းပလေးရှိတဲ့ party အမျိုးအစားကို rave လို့ခေါ်တာပါ rave လုပ်တဲ့သူတွေကို raver လို့လည်းခေါ်ပါတယ် rave ရဲ့အဓိက culture ကတော့ pla ဖြစ်ပါတယ်အဲ့တော့ pla ဆိုတဲ့ term တစ်ခုကိုဆက်ပြောကြအောင်ဗျာ pla ဆိုတာက EDM festival မှာ rave တဲ့အခါလိုက်နာကျင့်သုံးရမယ့်စကားစုကိုအတူကောက်ခေါ်ပေါ်တာဖြစ်ပါတယ် P ဆိုတာက peace L က love U က unity R က respect ပါဒီဘက်ခေတ်မှာနောက်ထပ် R တစ်လုံးထည့်ထားပါသေးတယ်အဲ့ဒါကတော့ responsibility ပါဆိုတော့ peace love unity respect and responsibility ပါ festival မှာ rave လုပ်တဲ့သူတွေအားလုံးကိုဒီပတ်ဝန်းကျင်က safe ဖြစ်တဲ့ခိုင်ရန်ဖြစ်ပွားမှုမရှိဘူးတယောက်နဲ့တယောက်စီစီလုံးလုံးချစ်ချစ်ခင်ခင်ရှိကြမယ်ဆိုတဲ့သဘောကိုဖော်ဆောင်ပါတယ် river ကျင်းဝင်းတစ်ခုကိုထည့်ပြရမယ်ဆိုရင် new river တယောက်ကိုပထမဆုံးစပြီး introduce လုပ်ရမယ့်အရာကလည်းဒီ pla ဆိုတာကိုရှင်းပြခြင်းဖြစ်ပါတယ်ဒီဘက်ခေတ်မှာတော့တခြားဟာတွေကိုအရင်သင်ပေးကြတာများနေတယ်လို့ဆိုရမှာပဲဒီ pla culture ကို festival မှာအချင်းချင်းအသိပေးဖြန့်ဝေဖို့ candy လက်ပတ်လေးတွေ exchange လုပ်တာကလည်း rave culture ရဲ့အခြေခံတစ်ခုဖြစ်ပါတယ်နောက်ထပ်တစ်ခုက stage takeover ဆိုတဲ့စကားလုံးပါ festival တွေသွားတယ်ဆိုရင်တော့ကြောင်းနေကြဖြစ်မှာပါ record label ဒါမှမဟုတ် artist group တစ်ခုကအဲ့ဒီပွဲရဲ့ stage မှာ line up တစ်ခုလုံးကိုသူတို့အဖွဲ့ကြီးတီးတန့်ဖြောပြီးတင်ဆက်တာမျိုးကိုပြောတာပါဒါဟာလည်းစိတ်လှုပ်ရှားစရာစိတ်ဝင်စားစရာကောင်းတဲ့ concept တစ်ခုဖြစ်ပါတယ် vibe တူညီပြီးသား artist တွေတစုတဝေးတဲ့ဖြောပြတာဖြစ်တာမလို့တမှုထူးခြားပြီးဟန်ချက်ညီနေစေတဲ့ဆိုတဲ့ခံစားချက်ကိုရနေစေမှာအသေးချာပါပဲဥပမာ Yellow Claw ရဲ့ Baron Family Stage Takeover ဆိုရင် Yellow Claw အပါအဝင် stage ရဲ့ line up တစ်ခုလုံးကသူ့ record label တွေက artist တွေကြီးဖြစ်နေမှာပါအဖွဲလိုက်ကြီး share ဖြုတ်တယ်ပေါ့ဗျာမြန်မာပြည်မှာဆိုရင်လေ LSR Takeover Golly Takeover ဆိုပြီးလုပ်လို့ရှိပါတယ်နောက် Chain Over ဆိုပြီး set time တွေမှာပါနေတတ်တာမျိုးရှိပါတယ်အဲ့ဒါကတော့ headliner set time မတိုင်ခင်15မိနစ်အလိုလောက်မှာတွေ့ရတတ်တာမျိုးပါ headliner မတက်ခင်15မိနစ်လောက်ပွဲကိုအချိန်ပေးရက်ထားပြီး CDJ ကိုနောက်တစ်လုံးလဲတာဒါမှမဟုတ် reset ချတာမျိုးတွေလုပ်မယ်ရှိသမျှ console တွေ special effect နဲ့ပတ်သက်ပြီးစစ်ဆေးတာမျိုးတွေ CO2 အသစ်ပြန်လဲတာမျိုးတွေကိုလုပ်လို့ရှိတာမျိုးဖြစ်ပါတယ် headliner တိုင်းရှိမှာ chain over ကိုအမြဲတွေ့ရတာမျိုးမဟုတ်ပဲ stage performance ထူးထူးခြားခြားတင်ဆက်ဖို့ရှိနေတာမျိုးတွေမှာတွေ့ရတတ်ပါတယ် skill နဲ့ hardware နဲ့ margin card တို့မှာတွေ့ရလိမ့်ရှိပါတယ်နောက်တစ်ခုအနေနဲ့ exclusive set အကြောင်းပါထင်ရှားဆုံးတာတကားကတော့ Ultra Miami ရဲ့ artist announcement အောက်မှာ exclusive set ဆိုပြီးအမြဲပါနေတတ်တာမျိုးပါပွဲတစ်ပွဲအတွက်တည်တံ့တာအသုံးပြုတဲ့ playlist ကိုဆိုလိုတာပါ Ultra Miami ကကမ္ဘာအနောက်ဖက်ချမ်းနိုင်ငံတွေအတွက် Summer ရဲ့ပွဲဥထွက်ပွဲလိုမျိုးဖြစ်နေတော့ artist တော်တော်များများရဲ့ playlist live set တွေက Ultra မှာစတာများပါတယ်နောက်ပိုင်းပွဲတွေမှာတော့ app playlist ကိုအခြေခံပြီးနည်းနည်းပါးပါးပြုပြင်ပြန်ဖွင့်ကြတာများပါတယ် Ultra အပြင်တချို့ stage takeover လုပ်တဲ့ပွဲတွေမှာလည်း promoter ဘက်ကသူ့ပွဲအတွက် artist ကို exclusive set ဆိုပြီးတောင်းတာမျိုးလည်းရှိတတ်ပါသေးတယ်နောက်ဆုံးတစ်ခုက artist announcement မှာ artist logo အနောက်မှာ live ဆိုပြီးရေးထားတဲ့အကြောင်းပါ DJ set ပဲဆိုရင် artist တယောက်ကအိမ်မှာ studio မှာသူဖွင့်မဲ့သချင်းတွေကို mashup edit စသဖြင့်ကြိုးလုပ်ထားပြီးဖွင့်တာများပါတယ်အဲ့လိုမဟုတ်ပဲ DJ equipment အပြင် synthesizer တွေ drum machine တွေ guitar တွေနဲ့ live performance ဖြောပြတာမျိုးကိုပြောတာပါ Chainsmoker ဆိုရင် live drum တီးတယ် Pendulum live set ဆိုရင် guitar နှစ်လက် keyboard ရယ်နဲ့ drum set ရယ်နဲ့ full band တွေကိုအပြည့်ဖြုတ်တာဗျာကျွန်တော်ခုပြပြသွားတဲ့အသုံးအနှုန်းတွေသိထားရင်ပွဲတစ်ခုကိုချင်းခဲ့ရတာပိုပြီးစိတ်ခံစားချက်ကောင်းစေပါတယ်နောက်ထပ်ဘယ်လိုအသုံးအနှုန်းတွေသိချင်သေးလဲဆိုတာ comment မှာပြောပြပေးခဲ့ပါဦးကျေးဇူးအများကြီးတင်ပါတယ်